DBB ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ကမ္ဘာကျော် K-pop အဖွဲ့ BTS ဟာဖျော်ဖြေပွဲပေါင်း89ပွဲပါဝင်မဲ့ကမ္ဘာလေးဖျော်ဖြေပွဲကြီးကိုကျင်းပမယ်လို့ကြေညာလိုက်ပါတယ်။ဒီဖျော်ဖြေပွဲခီးစဉ်ကို2026ခုနှစ်ဧပြီလ9ရက်နေ့တောင်ကိုရီးယားနိုင်ငံကိုရန်အားကစားကွင်းမှာစတင်မှာဖြစ်ပါတယ်။2020ခုနှစ်အထိအာရှ၊ဥရောပနဲ့အမေရိကတိုက်တွေစီတောရောက်ဖျော်ဖြေကြမှာပါ။ဒီကမ္ဘာလေးဖျော်ဖြေပွဲတွေကနေ BTS အဖွဲ့နဲ့သူတို့ရဲ့ကုမ္ပဏီ BH တို့ဟာဒေါ်လာ1ဘီလီယံကျော်ဝင်ငွေရရှိမယ်လို့ခန့်မှန်းထားပါတယ်။ကမ္ဘာလေးဖျော်ဖြေပွဲမတိုင်ခင်သူတို့ရဲ့ Day and Band အသစ်ကိုလည်းလာမယ့် March လ20ရက်နေ့မှာဖျက်ချီတော့မှာဖြစ်ပါတယ်။လက်မှတ်တွေကိုတော့တရားဝင် Fan Club အဖွဲ့ဝင်တွေအတွက် January လ22ရက်နေ့နဲ့အများပြည်သူတွေအတွက် January လ24ရက်နေ့တွေမှာစတင်ရောင်းချပေးတော့မှာပါ။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတော့ဒီဇင်ဘာလ3ရက်5ရက်နေ့နဲ့6ရက်နေ့တွေမှာလာရောက်ဖျော်ဖြေဖို့ရှိတယ်လို့သိရပါတယ်ရှင်။ DBB ရဲ့နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။ DBB ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကမ္ဘာကျော် K-pop အဖွဲ့ BTS ရဲ့မက္ကဆီကိုရှိုးပွဲအရေးအတွက်တိုးမြင့်ကျင်းပပေးဖို့မက္ကဆီကိုသမ္မတကလော်ဒီယာရှိန်မောင်ကတောင်ကိုရီးယားသမ္မတအီဂျေမြောင်ထံတရားဝင်စာရေးသားတောင်းဆိုလိုက်ပါတယ်။လူတိုင်းကသွားချင်နေကြတာလက်မှတ်ဝယ်ချင်တဲ့လူငယ်ကတသန်းလောက်ရှိတယ်။ဒါပေမဲ့လက်မှတ်ကတသိန်းခွဲပဲရတယ်လို့သမ္မတရှိန်မောင်ကဇန်နဝါရီလ26ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။ဒီကိစ္စအတွက်သမ္မတအီထံကိုတတ်တမန်စာပေးပို့ထားတယ်လို့လည်းရှိန်မောင်ကအတည်ပြုပါတယ်။ K-pop ပရိသတ်အခိုင်အမာရှိတဲ့မက္ကဆီကိုနိုင်ငံမှာတော့ပွဲစဉ်၃ပွဲသာကျင်းပဖို့စီစဉ်ထားတာပါလက်မှတ်ဝယ်ယူမှုအခက်အခဲတွေနဲ့တစ်ဆင့်ပြန်အောင်တဲ့ website တွေမှာဈေးအဆမတန်တင်ထားတဲ့ကိစ္စကိုမက္ကဆီကိုစားသုံးသူရေးရာအဖွဲ့ကစုံစမ်းစစ်ဆေးနေပါတယ်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။ DBB ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကမ္ဘာကျော် K-pop အဖွဲ့ဖြစ်တဲ့ BTS ဟာမက္ကဆီကိုသမ္မတလာတာဆောင်ကနေပရိသတ်တွေကိုမေလ6ရက်နေ့မှာနှုတ်ဆက်ခဲ့ပါတယ်။မက္ကဆီကိုသမ္မတကလောင်ဒီယာရှိန်မောင်နဲ့တွေ့ဆုံအပြီးမှာမြို့တော်ကဇူကာလိုရင်ပြင်မှာစောင့်ဆိုင်နေတဲ့ပရိသတ်တွေကိုနှုတ်ဆက်ခဲ့တာပါ။ဒီစုဝေးမှုမှာလူ9000လောက်တက်ရောက်ခဲ့တယ်လို့အာဏာပိုင်တွေကထုတ်ပြန်ပါတယ်။အဖွဲ့ဝင်တွေဖြစ်တဲ့ RM နဲ့ Vido ကပရိသတ်တွေကိုစပိန်ဘာသာစကားနဲ့နှုတ်ဆက်ခဲ့ပါတယ်။မက္ကဆီကိုစီးတီးမှာမေလ9ရက်9ရက်နဲ့10ရက်နေ့တွေမှာကျင်းပမယ်သူတို့ရဲ့ဖျော်ဖြေပွဲအတွက်စိတ်လှုပ်ရှားနေလို့သူတို့ကဆိုပါတယ်စစ်မှုထမ်းတာဝန်ပြီးဆုံးပြီးနောက်ပထမဆုံးပြန်လည်စတင်တဲ့ဒီကမ္ဘာလက်ဖျော်ဖြေပွဲမှာနိုင်ငံပေါင်း23နိုင်ငံကမြို့ပေါင်း34မျိုးပါဝင်မှာဖြစ်ပါတယ်သမ္မတရှိန်ပေါင်းကလည်း BTS အဖွဲ့ကိုနောက်နှစ်မှာပါပြန်လာဖို့တိုက်တွန်းခဲ့ပါတယ်ရှင်DBB ရဲ့နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်မက္ကဆီကိုနိုင်ငံကိုလူပင်လယ်ကြီးဖြစ်သွားစေခဲ့တဲ့ BTS ဟုတ်ကဲ့ပါရှင်လက်ရှိအောင်မြင်ဆုံးဖြစ်တဲ့ BTS အဖွဲ့ရဲ့လွှမ်းမိုးမှုနဲ့အောင်မြင်မှုကဘယ်သူမှမငြင်းနိုင်တဲ့အရာပါအဖွဲ့က၄နှစ်ကျော်အဖွဲ့လိုက်လှုပ်ရှားမှုတွေနားယူပြီးနောက်လက်ရှိမှာကမ္ဘာလေးဖျော်ဖြေမှုတွေကိုနိုင်ငံအနှံ့မှာလုပ်ကိုင်နေရဖြစ်ပါတယ်လက်ရှိမက္ကဆီကိုနိုင်ငံမှာဖျော်ဖြေပွဲကျင်းပဖို့ရောက်နေတဲ့ BTS ကဘယ်သူမှမလုပ်နိုင်သေးတဲ့လူပင်လယ်ကြီးကိုမက္ကဆီကိုသမ္မတနန်းတော်ရှိမှာဖန်တီးခဲ့တာဖြစ်ပါတယ်အဖွဲ့ဟာနန်းတော်ကိုလာပြီးပရိသတ်တွေနဲ့တွေ့ဖို့9မိနစ်လောက်အပြင်ထွက်လာမှာဖြစ်ကြောင်း9နာရီအလိုမှာကြေညာခဲ့ရပါကြေညာချက်ဟာနီးကပ်ပေမဲ့မက္ကဆီကိုပရိသတ်တွေကချက်ချင်းပဲနန်းတော်ရှိစုဝေးလာကြပြီးနောက်ဆုံးမှာတော့လုံးဝလူပင်လေကြီးဖြစ်သွားခဲ့တာပါခံမှန်းခြေအရဆိုရင်လူပေါင်း9000ကျော်လာစုခဲ့ကြတာဖြစ်ပြီးဒီလူတွေဟာ9မိနစ်လောက်ပဲတွေ့ရမယ့်အဖွဲ့ကိုနေရာအနှံ့ကနေအပြေးလွှာလာခဲ့ကြတဲ့သူတွေပါဒါဟာတော်ဝင်မိသားစုတွေနဲ့နိုင်ငံထိပ်သီးတွေကိုတွေ့တဲ့လူအုပ်ထက်တောင်များနေသေးတယ်လို့ဆိုတာကြောင့် BTS ကတော့တကယ်ကိုမက္ကဆီကိုနိုင်ငံရဲ့အထိပ်တန်းဖြစ်နေတာကိုသိနိုင်ပါတယ်ပရိသတ်ကြီးရောတကယ်လို့ BTS တာမြန်မာကိုလာရင်အခုလိုလူအုပ်ကြီးဖြစ်သွားနိုင်မလားဆိုတာပြောသွားကြပါဦးရှင်さあ行きましょうかさあ行きましょう OK Let's go お疲れ様でしたはいはいはいお疲れ様でしたさあみんな行きましょうお疲れ様でしたお疲れ
アシカいいこともハルさパパママありがとう Let's go Let's go サマレシカサマでしたみんな一緒でお疲れサマでしたお疲れサマでした OK let's go 気を使って愛笑って人間関係山もあり谷もありまあそれが人生なんだよ地球は回る夢はきっと